အားလုံးပဲမင်္ဂလာပါ Football News ကနေကြိုဆိုလိုက်ပါတယ် Manchester United ဆိုတာကမ္ဘာပေါ်မှာ fan base အကြီးဆုံးအသင်းတွေကတည်င်းဖြစ်ပြီးအခုလက်ရှိမှာပြန်လည်တည်ဆောက်မှုတွေလုပ်နေတဲ့အချိန်မှာပဲ Take-down player တွေအတွက်အထူးစိတ်ဝင်စားစရာနေရာတစ်ခုဖြစ်လာနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Man U အသင်းကိုပြောင်းချင်နေတယ်လို့သတင်းထွက်နေတဲ့ကစားသမားတွေကိုပြောပြပေးသွားမှာပါ Number 1 Victor Osimhen ပထမဆုံးကတော့ Napoli ရဲ့ goal machine ဖြစ်တဲ့ Osimhen ပါသူက speed, finishing, physical strength အပြည့်အစုံရှိတဲ့ striker တစ်ယောက်ဖြစ်ပြီး Man U အတွက် long term number 9ဖြစ်နိုင်တဲ့သူပါသတင်းတွေအရ Osimhen က Premier League ကိုလာချင်နေပြီးအထူးသဖြင့် Man U လို club ကြီးမှာကစားချင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ် Number 2 Joao Neves Benfica ရဲ့ငယ်ရွယ်ပြီးတော့ talent ရှိတဲ့ Joao Neves ကလည်း Man U target list ထဲမှာအမြဲပါနေသူပါ midfield မှာ control, passing, vision အရင်ကောင်းနေသူဖြစ်ပြီး Casemiro နောက်ခံကိုအစားထိုးနိုင်မဲ့အနာဂတ်ကျေပွင့်လို့သတ်မှတ်ခံထားတာပါ Neves ကလည်းအသင်းကြီးတစ်ခုကိုပြောင်းချင်နေတဲ့စိတ်ဆန္ဒရှိနေပြီး Man U ကစဉ်းစားထားတဲ့အထက်မှာပါဝင်နေတာလည်းဖြစ်ပါတယ် Number 3 Michael Olise Crystal Palace ရဲ့ Wenger Olise ကလည်း Man U fan တွေအကြားမှာအရန် popular ဖြစ်နေပါတယ် dribbling skill, creativity, assist ability တွေကြောင့် right wing ပြဿနာရှိနေတဲ့ Man U အတွက်ပြည့်အစုံတဲ့ကစားသမားလည်းဖြစ်လာနိုင်ပါလေသတင်းတွေအရ Olise ကအသင်းကြီးတွေကိုပြောင်းချင်နေပြီး Man U နဲ့ချိတ်ဆက်မှုတွေစစ်တိုက်ထွက်နေပါတယ် Number 4 Jared Brandtwaite Everton ရဲ့ငယ်ရွယ်တဲ့ center back Brandtwaite ကလည်း Man U ရဲ့ target ထင်နေပါတယ် defensive awareness ကောင်းပြီး physical strength ရှိတာကြောင့် Premier League အတွက် ready ဖြစ်နေပြီဆိုပြီး expert တွေကခန့်မှန်းနေကြပါတယ် Man U defense line ကိုပြင်ဆင်ကျင်နေတဲ့ board away win တွေအတွက်ကတော့အရေးကြီးတဲ့ target ဖြစ်နေပါတယ် Number 5 Frankie de Jong ဒီနာမည်ကတော့ Man U fan တွေအတွက်အလွန်ရင်းနှီးနေပါပြီ Barcelona က midfielder Frankie de Jong ကို Man U ရဲ့ board away win ကအယမ်းလိုချင်နေပြီး Ajax မှာတော့ကလည်းအယမ်းကောင်းခဲ့ပူပါတယ် De Jong ကိုယ်တိုင်ကတော့ Man U ကိုတိုက်ရိုက်ပြောင်းချင်တယ်ဆိုတာမသေးကြသေးပေမဲ့သတင်းတွေကတော့မကြာခဏထွက်နေသေးပါအခုမြင်ရသလိုပဲ Man U ဟာပြန်လဲတိဆောက်နေတဲ့အချိန်မှာငယ်ရွယ်ပြီး talent ရှိတဲ့ world class player တွေကိုဆွဲဆောင်နိုင်နေပါနဲ့ဒါပေမဲ့တကယ် transfer ဖြစ်မဖြစ်ဆိုတာကတော့ transfer fee, club ရဲ့ project, Champions League qualification ဒီအချက်တွေထဲမှာ Man U ဘယ်လောက် strong ဖြစ်မလဲဆိုတာပေါ်မှာမူတည်နေတာပါဒါဆိုဒီထဲမှာဘယ်ကစားသမားကို Man U မှာမြင်ချင်ဆုံးလဲ comment မှာပြောခဲ့ပါ like and follow လေးလည်းလုပ်ပေးသွားပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်